တရိษံလူတဲ့ဒါနဟာအစတရားကျိုးပေးတယ်ဆိုစတရားဆိုတာလဲရမှာမဟုတ်တာနော်ကိုကတစ်ခါလို့ရင်စတယ်လူတွေကတော့ထင်လိုက်ပဲကိုတစ်ခါလို့တာအစတရားမများလို့မှုလားမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုကိုလက်တွေ့ကြည့်ပေါ့တရစီလေးတစ်စီပဲဆိုင်တစီဆိုင်ရင်တရသီးကတစ်လုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်မလဲတရစီတစီဆိုင်ရိုက်တာတဲ့တရပင်ကသီးလိုက်တာထောင်ချီဖြစ်နေအကျိုးဆိုအဲ့လိုလူပွားလာနော်လူပွားလာဒါနကောင်းမှုကအဲ့ဒီတစ်ပြည့်ဆိုင်ထားတဲ့အလားသဏ္ဍာန်တူတယ်ပေါ့ကိုယ်ဆိုင်တော့ကတစီပဲဆိုင်တယ်သို့တော့ရလာတဲ့ fruition တွေ fruit နော်အကျိုးတရားတွေကြတော့များများအမြောက်များစွာကြ